မင်္ဂလာပါခင်ဗျာအမေရိကမှာဘဝတက်ကိုအခြေချပြီးစ조사နေကြတဲ့မြန်မာမိသားစုတွေအားလုံးကိုဒီကနေ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လေဒီမှာနဲ့မတိလိုက်လို့ရှိရင်တကယ်ကိုနစ်နာသွားနိုင်တယ်ဒါပေမဲ့တိထားရင်တော့ကိုယ့်ဘဝအတွက်အကာအကွယ်ကြီးကြီးဖြစ်စီမယ်အရေးကြီးဆုံးအချက်၅ချက်ကိုတစ်ချက်ချင်းတေချာလေးရှင်းပြပေးသွားချင်ပါတယ်ဟုတ်ပါရဲ့အမေရိကန်မှာဆိုရင်အခွင့်အလမ်းတွေကတော့များကြီးပဲဒါပေမဲ့တခါလေကျတော့မထင်းမှထားတဲ့အမာတေးတေးလေးတွေကကိုယ့်ရဲ့အစီအစဉ်တွေကိုအနောက်ကိုပြန်ဆွဲထားတာမျိုးဖြစ်တတ်တယ်လေအဲ့ဒီနေ့ပြောပြမယ့်အချက်တွေကအဲ့လိုအခြေအနေမျိုးမကြုံရအောင်ကြိုတင်ကာကွယ်ပေးမယ့်အဆောင်လေးတစ်ခုလိုပါပဲကဲဒီနေ့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာတွေကိုကြည့်လိုက်ရအောင်ပထမဆုံးကနိုင်ငံသားနဲ့ green card ကိစ္စပြီးရင်နေထိုင်ခွင့်နဲ့စာရွက်စာတမ်းတွေကားမောင်းတာနဲ့အာမခံနောက်နှစ်စင်စာတဲ့အခေါ်နဲ့ကျမရဲ့အာမခံအကြောင်းတွေပါပဲဒီ၅ချက်ကဒီမှာအခြေချဖို့တဲ့အဓိကကြတဲ့အချက်တွေကြီးပါမယ်ကောင်းပြီဒါဆိုရင်အားလုံးရဲ့အနာဂတ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ပထမဆုံးအပိုင်းနဲ့ပဲစလိုက်ကြအောင်ဒါကကိုယ့်ရဲ့ American ဘဝကိုခိုင်ခိုင်မာမာတိစောဖို့အတွက်အခြေခံအကြောင်းဆုံးအုတ်မြစ်တစ်ခုလို့ပြောလို့ရပါတယ်တော်တော်များများ green card ရပြီဆိုတာနဲ့တက်တက်လုံးအတကလုံခြုံသွားပြီလို့ထင်တတ်ကြတယ်အမှန်တော့အဲ့ဒါကအဖြစ်များတဲ့အထင်မှားတစ်ခုပါပဲတကယ်တမ်းမှာ green card ကအာမခံချက်အပြည့်အဝမပြည့်နေပါဘူးဥပမာပြောရရင်ပေါ့နော်ဖြစ်မှုကြီးကြီးမားမားတစ်ခုခုကျူးလွန်မိခဲ့ရင် green card ကင်ထားတဲ့ဆိုရင်တော့မှပြင်းနေတာခံရနိုင်ကြီးကရှိနေတော့မှာပဲဆိုတော့နိုင်ငံသားဖြစ်ခွင့်ရှောက်ဖို့စောင့်ရတဲ့အချိန်ကလူတိုင်းတော့မတူပါဘူးဒါလေးကစိတ်ဝင်စားဖို့ကောင်းတယ်အမေရိကန်နိုင်ငံသားတယောက်ရဲ့အိမ်ထောင်ဖက်ဆိုရင် green card ရပြီးထုံးလေးပေးတာနဲ့နိုင်ငံသားရှောက်ခွင့်ရပါတယ်တခြားနယ်လန်နဲ့ green card ရထားတဲ့သူတွေကတော့မားနဲ့ဆောင်ဖို့လိုရမှာဖြစ်ပါတယ်အဲ့တော့နိုင်ငံသားဖြစ်လိုက်တာကကိုယ့်အတွက်ရောကိုယ့်မိသားစုအတွက်ပါအခိုင်အမာဆုံးတန်ချက်ကတစ်ခုကိုဝစ်ဆင်လိုက်တာနဲ့အတူတူပါပဲဒီနိုင်ငံကနေဘလို့မှထွက်သွားစရာမလိုတော့ဘူးဆိုတဲ့စိတ်လုံးကြုံမှုမြန်မာကြီးကမိဘမောင်နှမတွေကိုအလွယ်တကူပြန်ခေါ်နိုင်တော့မယ်အခွင့်အရေးဒါတွေအားလုံးကတန်ဖိုးဖြတ်လို့မရတဲ့အကျိုးကျေးဇူးတွေပါကဲအနာဂတ်အတွက်လုံခြုံရေးဖြစ်တဲ့နိုင်ငံသားဖြစ်ခွင့်အကြောင်းပြောပြီးဆိုတော့အခုလက်ရှိကိုင်ထားတဲ့နေထိုင်ခွင့် status ကိုမတိခတ်ရအောင်လုံးဝမမေ့တဲ့စီကံချက်လေးတွေကိုစပ်ပြီးကြည့်လိုက်ကြအောင်ဒီ slide ပေါ်ကကနန်းကိုတော့ပြက်ခရင်မှအနီရောင်နဲ့တာဝိုင်းထားလိုက်ပါရက်ပေါင်း180ပါဒီနည်းပြောရရင်6လအတိအကျပေါ့ကိုယ့်ရဲ့အလုတ်လုံးခွင်ကတက်တန်းမကုန်ခင်အနည်းဆုံး6လလောက်ကြိုပြီးတက်တန်းတိုးမလောက်ထားမိရင် USCIS ကကြံကြာမှုတွေကြောင့်ကန့်အတိတ်မရခင်မှာအလုတ်ပြုတ်သွားတာမျိုးဖြစ်နေပါတယ်နောက်ထပ်လူတော်တော်များများအလွယ်တကူမေးတတ်ကြတဲ့အချက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့အိမ်ပြောင်းတဲ့အခါ USCIS ကိုအကြောင်းကြားဖို့ဥပဒေအရလိုအပ်တယ်ဆိုတာပါပဲဒါကတေးသေးလေးလို့ထင်ရပေမဲ့တကယ်တမ်းမှအရန်ကိုအရေးကြီးပါတယ်လို့ရမယ့်ပုံစံကတော့အရန်ကိုရှင်းပါတယ်အိမ်ပြောင်းပြီး10ရက်ကျွန်းမှာ AR11 ဖောင်ကို online ကနေပဲဖြစ်ဖြစ်စာတိုက်ကနေပဲဖြစ်ဖြစ်တင်လိုက်ရုံပါမယ်ဒီအစင်းလေးတစ်ခုကိုလိုထားလိုက်တာနဲ့ green card တို့ work permit တို့လိုကိုယ့်အရေးကြီးတဲ့စာရွက်စာတမ်းတွေလေးစာမှပြီးတခြားတနေရာကိုရောက်သွားမှမျိုးလုံးဝစိတ်ပူစရာမလိုလို့ပါဘူးဟုတ်ပြီစာရွက်စာတမ်းကိစ္စတွေကနေခဏခွာပြီးကနေစဉ်ဘဝမှာအသုံးများဆုံးဖြစ်တဲ့ကားမောင်းတာနဲ့ပတ်သက်ပြီးအရန်ကိုအရေးကြီးတဲ့အကြောင်းအရာကိုဆက်လက်ကြအောင်ဒါကငွေရေးကြေးအရာအကာအကွယ်ပေးမဲ့ကိစ္စပါကားအမှာခံမှာအဓိကအဖြစ်2မျိုးရှိတယ်ပေါ့ဗျာ liability ဆိုတာကဥပဒေအရမဖြစ်မနေဝေးရမယ်ဥထုတ်လို့ပဲကိုယ့်အမှာအကြောင်းတခြားသူတွေကဖြစ်စီသွားတာကိုကားမှာfull coverage ကတော့ကိုယ်ကရောသူများကားပါကာကွယ်ပေးတဲ့ကိုလုံးဖြစ်တဲ့ချက်ကနေတူတော့အထူးသဖြင့်ကားအတိဝယ်ထားတဲ့သူတွေကအရန်တင်တော့ပါတယ်ကားအမှာခံမရှိပဲမောင်းတယ်ဆိုတာကကိုယ့်ရဲ့ငွေကြေးအနာဂတ်တစ်ခုလုံးကိုလောင်ကျထပ်လိုက်တာနဲ့ဘာမှမထူပါဘူးမတော်တဆတစ်ခုဖြစ်ခဲ့ရင် license အပိတ်ခံရတာဒဏ်ငွေအများကြီးဆောင်ရတာအပြင်တစ်ဖက်ကားရဲ့လက်စီမှုကိုကိုယ်ပိုက်စာနဲ့ပြောရမယ်ဆိုရင်တသက်လုံးဆက်လို့မကုန်နိုင်တဲ့အကျွေးတွေနဲ့နေမွန်းသွားနိုင်ပါတယ်ကဲနေ့တနေ့ရချင်းတစ်ခုရောက်တိုင်းကျွန်တော်အားလုံးရင်ဆိုင်ရတဲ့အရာတစ်ခုရှိပါတယ်ဟုတ်ပါတယ်အခွင့်အရေးပါပဲဒါပဲစိတ်ဝင်ပါတယ်ဒါပေမဲ့1099ရဲ့ကွာခြားချက်ကိုတင်းချာချာနားလည်ထားရင်အရာအားလုံးကထင်သလိုခက်ခဲပါဘူးဒီနေ့ဆွဲကိုတော့ဖုန်းထဲမှာအလားပေးပြီးမှတ်ထားလိုက်ပါဧပြီလ19ရက်ဒါကအခွန်ဆောင်ဖို့နောက်ဆောင်ရက်နောက်ကြရေးတော့လက်ကျေးတော့အကုန်ရလေအောင်ဒီရက်တော့လုံးဝမမြင်ဘူးပေါ့ရှင်းရှင်းလေးပါပဲကွန်မြူနတီတစ်ခုမှာလာတဲ့နဲ့အလုံးလုံးတဲ့ဆိုရင် W2 ဝင်တယ်မှာလာစားတဲ့ကနေအခွန်ကိုအလိုရောက်ရထားပြီးသားမို့နှစ်ကုန်ရင်အခွန်ပြန်အန်ကြီး refund တောင်ရတတ်ပါတယ်ဥပမာ DoorDash လို့ကိုပိုင်အလုံးလုံးတဲ့သူတွေကတော့1099 contractor ပေါ့ဝင်ငွေတွေကအခွန်ဆောင်ဖို့အတွက်ကိုယ့်ဘာသာကိုပိတ်ဆန်ဆူထားဖို့လိုအပ်ပါတယ်ကဲနောက်ဆုံးအနေနဲ့ဒါပဲလုံးဝအရေးမသေးတဲ့အကြောင်းအရာပါအမေရိကန်မှာကျမရဲ့စိတ်ကတကယ်ကိုကြီးလွန်းတော့ကျမရဲ့အာမခံစနစ်ကိုကောင်းကောင်းနားလည်ထားတာကကိုယ့်ရဲ့စွငွေတွေကိုကာကွယ်ဖို့အတွက်အလွန်ရေးကြီးပါတယ်ကိုယ့်ရဲ့ဝင်ငွေခြေနေပုံမှုတီးပြီးရွေးချယ်ကြရရှိပါတယ်ဝင်ငွေနဲ့ပါတဲ့သူတွေနဲ့ကိုယ်ဝင်ဆောင်နေခင်တွေအတွက်အစိုးရကအခမဲ့မိဘထောက်
ပံ့ပေးတဲ့ Medicaid ရှိပါတယ်အလုပ်ကနေအာမခံမရခဲ့တဲ့အဆင့်မတူပါဘူး Healthcare ကမှကိုယ်ဝင်ငွေနဲ့ကိုက်ညီတဲ့တတ်တာတဲ့အစီအစဉ်တွေကိုဝယ်ယူရပါတယ်ဒီအကြံဉာဏ်တွေကတော့ပိုင်ဆိုင်အိတ်ကိုကယ်တင်မဲ့အကောင်းဆုံးနည်းလမ်းတစ်ခုလို့ပြောလို့ရတယ်ဒီလိုပြောရတာလားအသေးအမွှားထိခိုက်မိတာမျိုးတွေအတွက်ဒေါ်လာထောင်ချီကုန်ကြနိုင်တဲ့အရေးပေါ်ဌာန ER ကိုတမ်းမသွားပဲစိတ်အများကြီးသက်သာတဲ့ urgent care ကိုအရင်ဆုံးသွားပြတာကအကောင်းဆုံးပါ ER ကတကယ်အသက်အန္တရာယ်ရှိတဲ့အခြေအနေတွေအတွက်သိသာထားတာပါကဲဒီနေ့ဆွေးနွေးခဲ့တဲ့အဓိကသွားချက်၅ချက်ကိုပြန်ပြီးခြုံအောင်ကြည့်အောင်နိုင်ငံသားဖြစ်အောင်ကြိုးစားမယ် USCIS တမန်ချက်တွေမလို့အောင်ယူဆိုင်မယ်ကားမောင်းရဲ့အာမခံလက်ရှိနေမယ်ကိုယ့်ခေါ်မျိုးစားကိုတီးမယ်ပြီးတော့ကျမ်းမာရေးအာမခံကိုနားလည်ရမယ်ဆိုရင်အမေရိကန်မှာနေထိုင်ရတာပိုပြီးတော့အဆင်ပြေစိတ်ချမ်းသာလာမှသိကြပါလို့ဒီချက်လက်တွေကအစားပဲရှိပါနေတယ်ကျွန်တော်တို့မြန်မာချင်းချင်းအသိပညာမျှဝေပြီးတယောက်ကိုတယောက်ကူညီကြအောင်ကိုမတိတာရှိရင် comment မှာမရှက်တမ်းပေးပါကိုတိထားရလေးတွေရှိရင်လည်းတခြားသူတွေအတွက်ပြန်လည်မျှဝေပေးခဲ့ကြပါအောင်အားလုံးအတူတကွတိုးတက်ကြတာပေါ့